ဝေးရလေမေတ္တာနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်เนาะမေတ္တာနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ဘာတစ်ခုလေးမျှဝေပေးမလဲဆိုလို့ရှိရင်ပေါ့နော်ခုပေါ့နော်ခုဗီဒီယိုဖိုင်လေးကိုကြည့်တဲ့လူလေးတွေကိုကသူများအသက်တွေနဲ့သူများအသားတွေနဲ့ပေါ့နော်တိမ်မွေးဝမ်းကြောင်းလုပ်နေရတယ်ဆိုရင်တော့လေမကြခင်မှာစွန့်လွတ်လိုက်ပါလို့ဘာဖြစ်လို့လဲဆိုကံတရားတွေနဲ့အခုဖြစ်နေတယ်ပေါ့နော်ဒီဘယ်လိုပြောမလဲအရန်ကူမှာအန်တီရများတယ်ပေါ့နော်ဒီမကောင်းတဲ့ဒူစရိုက်တွေကိုလုပ်တဲ့လူတွေအတွက်ကောပေါ့နော်အရင်ဘဝဖြစ်ခဲ့တဲ့ဟာတွေရောအခုဘဝဖြစ်ခဲ့တဲ့ဟာတွေရောပေါ့နော်ဖရာတရားလေးကိုလုပ်မြင်အောင်လုပ်ပါလို့အခုဆိုလို့ရှိရင်ကျမတို့ပေါ့တော့ငရင်လောက်တာတွေရောရေကြီးတာတွေရောမီလောင်တာတွေရောအဆအဆဆူဖြစ်ကြတယ်ပေါ့နော်ဖြစ်ကြတဲ့မှာအခုကျမဗီဒီယိုဖိုင်လေးကိုကြည့်တဲ့လူတွေထဲမှာပေါ့နော်ကိုကသူများအသက်တွေသူများအသွေးတွေသူများအသားတွေနဲ့ပေါ့နော်ပေါ့အသက်မွေးဝမ်းကြောင်းလုပ်နေရတယ်ဆိုလို့ရှိရင်ကျမဗီဒီယိုဖိုင်လေးကိုတွေ့လာတယ်စွန့်လွတ်လိုက်ပါလို့ကိုလည်းပေါ့နော်ကို့မှာအသားရှိတယ်ကို့မှာအသွေးရှိတယ်ပေါ့နော်ကို့မှာတေဆုံးရမှာကိုကြောက်တဲ့ဟာရှိတယ်ပေါ့အဲ့အတွက်ကြောင့်မို့လို့ဒရဝါလေးတွေမှာလည်းပေါ့နော်တေဆုံးရတာကိုကြောက်တယ်နာကျင်ရတာကိုကြောက်တယ်အဲ့အတွက်ကြောင့်မို့လို့ဒရဝါလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသက်မွေးဝမ်းကြောင်းပြုတ်နေတဲ့လူလေးတွေဆိုရင်စွန့်လွတ်လိုက်ပါလို့ဝေတောင်းပန်ပါတယ်လို့နော်အဲ့ဒါလေးလာပြောပြစီအဲ့ပြီးတော့လေနောက်တစ်ခုကဝေကိုဆိုလို့ရှိရင်သူများတွေအများတချို့တွေပေါ့နော်မတည်သေးတဲ့လူတွေတချို့ကြလို့ရှိရင်တက်လွတ်ဘာလို့တက်လွတ်စားချရလဲဘာကြောင့်ငါးစာလေးတွေတော့ကျွေးရလဲဘာကြောင့်ခွေးစာလေးတွေတော့ကျွေးတာလဲအဲ့လိုရှိတယ်ငါးစာလေးတွေတော့ကျွေးတာလဲဆိုလို့ရှိရင်ဥမာကိုကပေါ့နော်နောက်တစ်ချိန်မှာကိုကဘဝတွေအမျိုးမျိုးပြောင်းမယ်ကွာတိမလားဘဝတွေအမျိုးမျိုးပြောင်းမယ်ငါးဘဝမရောက်သွားတိုင်လို့မဆိုလို့လေတိမလားကိုငါးဘဝပြောက်ရောက်သွားနိုင်တဲ့ခါကျရင်ကန်ထဲမှာကြီးနေပြီးမှတော့ဘယ်သူကအစာလာကျွေးပလဲဆိုပြီးပါဆက်ကြီးဟာပြီးတော့မျောလင်းနေရတဲ့ဟာမျိုးကိုယ်တိုင်ခန်းစားကြည့်လိုက်ပေါ့နော်အဲ့လိုမျိုးခန်းစားစိတ်နဲ့ဝေယငါးကန်လေးတွေကိုတွားပြီးတော့ငါးစာတွက်ကျွေးတယ်အဲ့ပြီးတော့နောက်တစ်ခုကျတော့အဲ့လိုခွေးစာဆိုရင်အဲ့လိုပဲကိုကလေခွေးဘွားကိုရောက်သွားလိုက်ပြီဆိုတဲ့ခန်းစားမျိုးနဲ့ငါခွေးဘွားရောက်သွားရင်ပိုင်ရှင်မရှိလို့ချင်းငါ့ကိုကျွေးမဲ့လို့မရှိဘူးနော်အဲ့အတွက်ကြောင့်မို့လို့ကိုတတ်နိုင်တဲ့လောက်လေးတွေခွေးစာလေးတွေကိုတွက်ကျွေးပေးတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးပြုလုပ်တာပြီးလို့ရှိရင်တက်လွတ်စားခြင်းရလဲပါတော့ပေါ့ကိုမှာအတွေးတွေအသားတွေဖြစ်တဲ့အတွက်ကြောင့်မို့ကိုတောင်မှတေးရမှာနာကျင်ရမှာကိုအရန်ကြောက်တယ်အရန်ကြောက်တဲ့အတွက်ကြောင့်မို့လို့ဒီတရဝါလေးတွေကိုတနာတယ်သူတို့အတက်ကလေးတွေကိုမစားပါဘူးဆိုပြီးမှကိုယ့်ရဲ့ဘဝတွေမှာပေါ့နော်ငါးဘဝတို့จิตဘဝတွေဝက်ဘဝတွေခံစားရောက်သွားခဲ့မယ်ဆိုရင်ကိုတောင်မှတက်စားခံရမှာပါလားဆိုတဲ့အမျိုးနဲ့ပေါ့နော်တက်လွတ်စားခြင်းကိုရှောင်တယ်ပေါ့အဲ့လိုမျိုးစိတ်ကလေးတွေနဲ့ဝေရရှောင်တာပါရှောင်တဲ့အခါမှာကိုလိုလုပ်တဲ့နေရာမှာလည်းပေါ့နော်တခါကျရင်ချိုးရှိတယ်မြင့်မြင်လေးလာရလေကားလေးနဲ့အခါကျရင်ဝေတွေးတဲ့ခါကျရင်နိုင်တလောက်လေးတက်နိုင်တလောက်လေးလှူတယ်အခါကျမှကိုမျက်လုံးမိတ်ပြီးတော့လေစမ်းတဝါဝါနဲ့တောင်တွားကြည့်လောက်အရန်နေရခက်တယ်အဲဒါကြောင့်မို့လို့ကိုချင်းစာပြီးတော့ပေါ့နော်လှူတာများ